ထုတ်ခဲ့ရပြီ အော်ရိုက်ကြည့်ပါပေါ့လား ဟာမေကြည့်မနေတခါတည်းကလက်မှတ်ထိုးလိုက်တော့ဆရာမတောင်းနေပြီမေ အော်မကြည့်လို့ရမလားဟဲ့နေရလေကြည့်ရမှာပေါ့ပြဆန်းဟဲ့တော့အမလီထူးစော你လေးပါသားတောင်ကြားတယ်ဟောလားအမလီငါလက်မှတ်ထိုးမှာရှက်လိုက်တာဟဲ့ မေကိုအဲ့ဒါကြောင့်ကြည့်မနေတခါလက်မှတ်ထိုးလို့ပြောတာပေါ့ ဆိုငါပြောပြမယ်ဘာသာလေးက6ဘာသာလေးရှိရလေနင်က4ဘာသာတောင်ကြားတယ်ရဲ့တစ်ဘာသာ2ဘာသာဆိုငါမပြောပါဘူး မေဒါက4ဘာသာပဲကြာတာဟိုကောင်5ဘာသာအောင်ကြာတာ ဘဲကောင်းလဲ စွမ်းတယ်ပါအော်ပါရင်တို့ကကြားတာကြုံပြိုင်နေကြတယ်ပေါ့ဟုတ်လား မေဒါကြီးလာရင်လေစွန်တော်ကြီးလုံးမှာတည်လားအမှုတွေအားလုံးကိုလိုက်ပြီးတော့ဖော်ထုတ်နိုင်တဲ့သူဖြစ်အောင်ကြိုးစားပြမယ်ဟိုဥဆန်ရှားလိုမျိုးစွန်တော်ကြီးဦးထူးစောဆိုပြီးတော့ဖြစ်လာစေရမယ်မေကဒါကြိုးစားပြမယ် အမလီစုံတောက်ကြီးပဲဖြစ်မှာဟိုဟာကြီးပဲဖြစ်မှာငါပဲပြောလိုက်ချင်ဘူးဒီမှာထူးစောငါပြောပါမည်10တန်းလေးအောင်ဖြေလိုက်ပါဟဲ့အောင်တဲ့ခါကျတော့လေဂုံတက်တယ်ပြီးတဲ့ခါကျတော့အလုတ်တွေပါတယ်အဲ့တော့စကားတော့မစုံသေးဘူးဘယ်ရောက်သွားလဲမသိဘူးအမလီထူးစောရဲ့ငါလီငါမွေးထားတာမဟုတ်ရလားငါကောင်ကစဉ်းစားမလို့ဖြစ်နေပြီဟမ်